Hello အားလုံးပဲမင်္ဂလာပါ Wine for Pocket ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော် Tester Wine ပါဒီနေ့မှာညီကိုတို့အတွက်လီဗာပူးနဲ့ဆန်နာလန်ပွဲစဉ်လေးကိုပွဲချုပ်30ချက်လေးလုပ်ပေးခြင်းပါတယ်ဆိုတော့ကလီဗာပူးက1မိုင်နဲ့65ပေးထားတယ်ကိုပေါင်းကြီးက3လုံးတည်ပြီးတော့လက်ရှိမှာလီဗာပူးကအဆင့်8နဲ့ရမှတ်က22မှတ်ဆန်နာလန်ကကျတော့အဆင့်6နဲ့22မှတ်နေရာမှာရပ်တည်နေတယ်ဒီကြီးဒီပုံသွားတဲ့အရာဆိုရင်ဘိုဂီဒီကဘယ်လိုတွေးမလဲဆိုရင်တော့ကျွန်တော်အမြင်အရဆိုရင်တော့လီဗာပူးနိုင်တဲ့တလုံးပဲလို့ဘူဂီတွက်ထားမယ်ဒီတော့ကျွန်တော်တို့ဆန်နာလန်ဘက်ကိုကြည့်မယ်ဆိုရင်လေဆန်နာလန်ကနောက်ဆုံး5ပွဲမှာ4ပွဲတိတိရာကိုပေးကိုတွေနဲ့ကန်ထားတာကိုတွေ့ရတယ်ရလက်ကမတည်ငြိမ်ဆိုပေမဲ့သူတို့တွေဖူဟန်တသင်းလောက်ပဲသူတို့ဂိုးမရှူးနိုင်တာကိုတွေ့ရတယ်4ပွဲလုံးကိုလည်းဂိုးပြန်သွင်းထားတာကိုတွေ့ရတယ်လီဗာပူးကကြတော့ပြိုင်ပွဲဆောင်10ပွဲမှာ6ပွဲရှုံးထားပြီးတော့လက်ရှိမှာတွင်းဂိုးတွေအားတွေကဘယ်လိုပြောမလဲတွင်းကိုအားတွေယော့နေရလို့တွေ့ရတယ်ဒါပေမဲ့လီဗာပူးခန့်စစ်ကအရင်အားလောက်ကောင်းတယ်လို့တော့ကျွန်တော်မခံစားရတော့ဗျပြီးတော့နောက်တန်းတွေကတော်တော်လေးကိုအခြေအနေဆိုးဝါးနေတဲ့အထဲမှာပါတယ်ဗန်ဒိုက်တို့လည်းအသက်ကြီးနေရအသက်ရွယ်ရရလည်းပါတယ်ဒါကြောင့်ကျွန်တော်ယာကိုပီကိုတွေများနေတဲ့လီဗာပူးနဲ့ပွဲတိုင်းနီးပါးဂိုးရှူးနိုင်တဲ့ဆန်နာလန်တို့ပွဲစဉ်ကိုကျွန်တော်ဒီပွဲမှာဂိုးဘော်လေးကိုကြိုက်တယ်ဗျညီကိုတို့အကြိုက်တူရယ်ဆိုရင်လိုက်ယူလို့ရပြီးတော့အကြိုက်မတူရင်တော့ဘက်ကန်လို့ရပါတယ်ကျွန်တော်ကတော့ဒီဘက်ကိုလီဗာပူးဂိုးပေါ်ကြိုက်ပါတယ်ညီကိုတို့အနေနဲ့555 miss နဲ့ iBet ခွန်ရှစ်ကိုစိတ်ချရတဲ့ agent ရှာနေရဆိုရင်တော့ Viber Telegram 3994528114ကိုဆက်သွယ်လို့ရပါတယ်Telegram channel link ကိုလည်း bio description လေးမှာချပေးထားပါတယ်ဗျ